မင်္ဂလာဆောင်ပွဲကြီးကျင်းပနေတဲ့အချိန်မှာပဲကလေးမလေးတယောက်ကတစ်တာကြီးတစ်လုံးကိုမနိုင်မကန်မပြီးပွဲထဲဝင်လာခဲ့တာပါအဲ့ဒီတစ်တာထဲမှာပါလာတာကတော့သူ့အမေရဲ့ပြားဦးဖြစ်နေပြီးအမေဖြစ်သူရဲ့နောက်ဆုံးဆန္ဒအရဘရင်မင်းကြီးရဲ့မင်္ဂလာဆောင်ပွဲကိုအနောက်ရှက်ပေးဖို့ရောက်လာခဲ့တာဖြစ်ပါတယ်ကလေးငယ်ကတော့နှဲမှုတ်ပြီးနောက်ရှက်တဲ့အခါမင်္ဂလာဆောင်ပွဲတစ်ခွင်လုံးကြရက်ထသွားပြီးဘရင်မင်းကြီးလည်းဒေါသထွက်ထွက်နဲ့ကလေးကိုမြောက်မပြီးမေးလိုက်ပါတယ်မင်းဘသူကလေးလဲငါအမေကဝမ်ဝမ်ငါဖေကရှောင်းဟင်းငါနာမည်ကရှောင်းဆွတ်ဆွတ်ငါ့ကိုအောက်ချပေးမင်းမေမူယုံဝမ်ဝမ်မင်းညီနန်းတော်ကထွက်သွားတာလေးရင်တောင်ကြီးကကလေးမလေးကိုအောက်ချပေးလိုက်ပြီးသူ့အမေဝမ်ဝမ်ရဲ့ကလေးဟုတ်မဟုတ်တက်တည်ပြဖို့မေးလိုက်ပါတယ်ဒါပေမဲ့ကလေးမလေးကအလျှော့မပေးပဲဘရင်မင်းကြီးရဲ့ခြေထောက်ကိုနင်းလိုက်မင်းကဖေဆိုးကြီးမင်းတို့မင်္ဂလာဆောင်လုံးကငါမှမပါတာဘာလို့ငါ့ကိုမလာခိုင်းရတာလဲဘရင်မင်းကြီးလည်းကလေးမလေးကိုကြည့်ပြီးဝမ်ဝမ်နဲ့ရုပ်ချင်းတော်တော်တူနေတာကြောင့်တပည့်ဖြစ်သူလိုက်မှုကိုအခန်းထဲခေါ်သွားခိုင်းလိုက်ပါတယ်အခန်းထဲရောက်တော့အစီကံတွေကတစ်တာကြီးကိုမနိုင်မကန်တဲလာကြတာကိုကြည့်ပြီးဆွဆွကအော်ပြောလိုက်ပါတယ်ဖြည်းဖြည်းလောက်ကြဆန်းပါခါငါအမေရဲ့ရတနာတစ်တာကြီးကိုအစီခံကအစားတောက်တွေလာပို့ပြီးကလေးကိုချင်းချောက်လိုက်ပါသေးတယ်ဒါပေမဲ့အစီခံတွေအခန်းထဲကထွက်သွားတာနဲ့ဆွဆွကတစ်တာကြီးကိုချက်ချင်းသွားဖွင့်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီတစ်တာထဲမှာပါလာတာပြားဦးမဟုတ်ပဲသူ့ရဲ့အမွှာညီမလေးဖြစ်နေတာပါငါဖေဖေနဲ့တွေ့ကြရလားသူ့ကိုဖေဖေလို့မခေါ်နဲ့ဖေဖေဆိုလို့ပဲခေါ်စမ်းငါသမီးပိုက်စားပြီးစားဖို့ပဲတည်တယ်စားပွဲပေါ်မှာချက်ပေါင်းရှိတယ်သွားစားချီကလေးမလေးတယောက်ကချက်ပေါင်းကိုသွားစားနေချိန်မှာအခြားတယောက်ကတော့မေမေရဲ့တက်တီပစ္စည်းကိုရှာဖို့တစ်တာကြီးတဲ့ငုတ်ရှူပြီးရှာဖွေနေခဲ့ပါတယ်မေမေရဲ့အမက်တစစ်ကိုရှာရမယ်အဲ့ဒီဖေဖေဆိုညင်းလို့မရအောင်လို့ခင်းကျင်းထားတဲ့စပွဲပေါ်မှာအေးဆေးဆေးချက်ပေါင်းစားနေတဲ့ကလေးမလေးကိုကြည့်ပြီးရှောင်းဟန်အံ့ဩသွားခဲ့ပါတယ်မင်္ဂလာဆောင်လုံးကဆူဆူရှာရှာနဲ့ဒေါသထွက်နေတဲ့ကလေးမလေးဟာအခုတော့ငြိမ်ငြိမ်လေးဖြစ်နေခဲ့တာကိုစောစောကမှမင်္ဂလာဆောင်မှာခြေထောက်တောင်မတဲတောင်းကျနေခဲ့ပြီးအခုမှဘာလို့ဒီလောက်လေးမှပြနေရတာလဲနင်ကဖေဖေမလားအာမဟုတ်ဘူးနင်ကဖေဖေဆိုးမလားရှောင်းဟန်ကအဝတ်စားလဲထားတာကြောင့်အဖြစ်ကင်းတဲ့ညီမလေးနော်နော်ကသူ့ကိုမမှတ်မိပဲမေးလိုက်တာပါဟုတ်တယ်ငါအင်ဂျီလဲလိုက်လို့ပါဒါနဲ့ဖေဖေဆိုးဆိုတာဘာကိုပြောတာလဲဖေဖေဆိုးဆိုတာစိတ်ကုတ်တဲ့ဖေဖေကိုပြောတာလေရှောင်းဟန်ကမလိုလားအပ်တာတွေဆက်မပြောချင်တော့ပဲကလေးမလေးစီကနေအမှန်တရားကိုစစ်မေးဖို့ကြိုးစားပါတော့တယ်ကဲငါမိကုန်းကိုပဲဖြေစမ်းမရဲ့မေမေမူယုံဝမ်ဝမ်ပဲမှာလဲမေမေကတည်သွားပြီမူယုံဝမ်ဝမ်တည်သွားပြီဆိုတဲ့စကားကြောင့်ရှောင်းဟန်လုံးဝအံ့အားသင့်သွားပြီးရင်ထဲမှာတုန်လှုပ်သွားခဲ့ပါတယ်တည်သွားပြီဟုတ်လားဘလို့လို့တည်သွားတာလဲမေမေတေခါနီးတော့ကတမီးလေးမေမေမရတော့ဘူးမင်းရဲ့ဖေဖေစီမြင်မြန်သွားပါဆိုပြီးတည်သွားတာကလေးမလေးရဲ့အပြစ်ကင်းစင်စွာတရုပ်ဆောင်ပြမှုကိုကြည့်ပြီးရှောင်းဟန်ကမတင်ကားစိတ်တွေဝေခွဲမရဖြစ်သွားခဲ့ပါတယ်ဒါဆိုမင်းရဲ့ဖေဖေကတော့ဘာတူလဲနင်ကပဲငါဖေဖေမဟုတ်ဘူးလားဖေဖေဆိုတာစီကံမရှိရှောက်ခေါ်လို့ရတဲ့အရာမဟုတ်ဘူးမင်းမေမေစီမှာပါလာတဲ့အမှတ်တစိတ်တစ်ခုခုရှိရင်ရှာထားလိုက်တွေ့ရင်ငါစီလာပြရှောင်းဟန်ထွက်သွားတာနဲ့တစ်တာထဲမှာပိတ်မိနေတဲ့မမဆွဆွကအကူအညီတောင်းပါတော့တယ်နော်နော်မြန်မြန်တစ်တာဖွင့်ပေးပါဦးညီမလေးနော်နော်ကတစ်တာကိုဖွင့်ပေးလိုက်တော့မမဆွဆွထွက်လာခဲ့ပါတယ်ဆွဆွကသူ့ညီမလေးရဲ့ညံကောင်းမှုကိုချီးမွမ်းလိုက်ပါတယ်တော်တော်ရန်ကောင်းတာပဲအဲ့ဒီဖေဖေဆိုးကငါတို့ကိုအမြော့ဆိုတာအခုထိမသိသေးဘူးဘာလို့ဖေဖေကိုအမှန်တိုင်းမပြောရတာလဲဟင်ကလေးတွေမသိတာကိုရှောက်မမင်းနဲ့ချက်ပေါင်းပဲသွားစားနေလိုက်ဒီခန်းထဲမှာပဲနေတော့ရှောက်မသွားနဲ့အကျဉ်လူတွေနဲ့လည်းစကားမပြောနဲ့ငါအကျဉ်ကိုခဏသွားလိုက်ဦးမယ်မမဆွဆွဟာမိမိရဲ့ကြောက်စိမ့်ရတနာအမတ်တစိတ်လေးကိုကင်ပြီးအခန်းထဲကနေတယောက်ထဲထွက်သွားခဲ့ပါပြီအပြစ်ကင်းတဲ့ညီမလေးကိုအခန်းထဲမှာထားခဲ့ပြီးမမဖြစ်သူဆွဆွဘာတွေဆက်လုပ်ဖို့ကြံစီနေတာလဲရှောင်းဟန်စီကိုတွားပြီးအမှန်တရားကိုရင်ဆိုင်တော့မှလားအမဖြစ်သူဆွဆွဟာမိမိရဲ့ကြောက်စိမ့်ဆွဲတီးကိုကင်ပြီးအေရှိမင်းသားရှောင်းဟန်စီတွားရောက်ရင်ဆိုင်ခဲ့ရမှာမင်းသားကြီးတယောက်တွေးသားရင်းချဖြစ်ကြောင်းမငင်းနိုင်အောင်ကိုအပြတ်သက်လက်ခံလိုက်ရပါတော့တယ်ဒါမိမိရဲ့ကြောက်စိမ့်ဆွဲတီးပဲကဲဖေဖေဆိုးနင်အခုရောအတိအမှတ်မပြုတ်ကျင်သေးဘူးလားရှောင်းဟန်ကကြောက်စိမ့်ဆွဲတီးကိုတေချာကြည့်လိုက်တော့သူ့ချစ်သူမူလုံးဝမ်ဝမ်ရဲ့ပစ္စည်းမှန်ချက်ချင်းမှတ်မိသွားခဲ့ပါတယ်ဒါတကယ်ရဲ့ဝမ်ဝမ်ရဲ့ကြောက်စိမ့်ဆွဲတီးပဲကောင်းပြီလေမင်းကဝမ်ဝမ်ရဲ့ကလေးဆိုရင်လည်းဒီမှာပဲဆက်နေပါဒါပေမဲ့မင်းသားကြီးရဲ့အေးဆက်ဆက်အမှုအရာကြောင့်ဆွဆွကပိုးပြီးဒေါသထွက်သွားခဲ့ပါတယ်ဘာလဲနင်ကလေးလို့မတတ်မချင်ဘူးပေါ့လေနင်ကမိမိကိုနန်းတော်ထဲကနေမောင်းထုတ်လိုက်တာလေအဲ့ဒီနောက်မှမိမိကငါ့ကိုမွေးခဲ့တာမိမိတယောက်တည်းချက်ဦးတလို့မျိုးမွေးလို့ရမလားကလေးမလေးရဲ့အစိတ်ပါလာတဲ့စကားစုကြောင့်ရှောင်းဟန်ခါမြလုံးဝကောင်းကုတ်သွားပြီးအလျှော့ပေးလိုက်ရပါတော့တယ်ကဲပါကောင်းပါပြီမင်းကငါသမီးရပဲအခုရောစိတ်ကျေနပ်ပြီလားအခုမှတော့နင်းနဲ့ငါသားတော်မတော်ဆိုတာငါ့အပေါ်မူတည်သွားပြီအရင်ဆုံးစားစရာကောင်းကောင်းတွေယူလာပေးငါစိတ်ကျေနပ်မှစဉ်းစားမယ်ဆွဆွကစားစရာတွေမှပြီးအခန်းထဲပြန်လာခဲ့ပေမဲ့မုတ်ကိုမြည်ကြည့်လိုက်တဲ့အခါမှာတော့စိတ်နွဲ့နွဲ့နဲ့ဝါလို့မရတာကြောင့်ခေါင်းကိုက်သွားခဲ့ပါတယ်အလကားစားစရာတွေမြန်မြန်ရောက်လာပေမဲ့ရတာလည်းမရှိဘူးစားရတာခေါင်းတောင်ကိုက်တယ်အပြစ်ကင်းတဲ့ညီမလေးနော်နော်ကတော့အမဖြစ်သူခေါင်းကိုက်တယ်ဆိုတာကိုမယုံမဲမုတ်ကိုစမ်းစားကြည့်လိုက်ပါတော့တယ်မုတ်စားတာဘာလို့ခေါင်းကိုက်ရတာလဲသမီးစားကြည့်မယ်ဒါပေမဲ့နော်နော်မုတ်ကိုအားနဲ့ကိုက်လိုက်တဲ့အချိန်မှာမုတ်ကမာလွန်းတာကြောင့်ညီမလေးနော်နော်တယောက်သွားပြီးကျိန်းဆက်ပြီးခေါင်းကိုကိုင်ကငူမဲမဲဖြစ်သွားခဲ့ပါတယ်မုတ်စားတာဘာလို့ခေါင်းကိုက်ရတာလဲသမီးစားကြည့်မယ်နောက်တစ်ခါကျရင်ဝါလို့မရဘူးလို့ပဲတိုက်ရိုက်ပြောစမ်းပါမိဖုရားငယ်ရဲ့ခိုင်းစေမှုကြောင့်အစီကံအမျိုးသားနဲ့အမျိုးသမီးဟာကလေးမလေးဆွဆွစီကိုမာကျော်တဲ့မုတ်တွေအပြင်ဝမ်းရောင်စင်မဲ့စွပြုတ်ပူပူတွေကိုယူဆောင်လာခဲ့ပါတယ်မိဖုရားငယ်ခိုင်းတဲ့အတိုင်းပဲလှုပ်လိုက်အခုနန်းတော်ထဲမှာမိဖုရားငယ်ကပဲကော့စာအာနာအရှိဆုံးပဲဟုတ်တယ်မနဲ့ဒီကလေးမလေးကိုဒုက္ခမပေးရင်နန်းတော်ထဲကနေထွက်သွားမှာမဟုတ်ဘူးအဲ့ဒီအချိန်မှာပဲအမဖြစ်သူဆွဆွကအစီကံနှစ်ယောက်စီဒေါသတကြီးပြေးလာခဲ့ပါတယ်ဒီမွန်းတွေကိုနင်တို့ပို့ခိုင်းလိုက်တာမလားအိုးဆွဆွလာပြန်ပြီလားမုန်းကအရသာရှိရဲ့လားမကောင်းပါဘူးလုံးဝဝါလို့တောင်မရဘူးဒါကြောင့်မို့လို့အစိတ်စွပြုတ်ပူပူလေးယူလာပေးတာလေနင်တို့ငါ့ကိုဘိုက်အောင်လုပ်ချင်တာမလားဒါဆိုရင်နင်တို့အရင်ဘိုက်အောင်သွားလိုက်ခုချက်ချင်းဘိုက်အောင်ပါစေအစီခံနှစ်ယောက်ကဆွဆွကိုဆလောင်ပြောင်ပြီးရေမောနေချိန်မှာပဲအဝေးတနေရာကနေမူယုံဝံဝံရဲ့တပည့်ဖြစ်သူကပယောကအတက်နဲ့အစီခံနှစ်ယောက်ကိုလှမ်းပြီးတိုက်ခိုက်လိုက်ပါတော့တယ်အာဘိုက်အောင်လိုက်တာသေးပါပြီကဲကြပါဦးကုညီကြပါဦးကဲနောက်တစ်ခါငါ့ကိုလာပြန်ရဲသေးလားကြည့်ရတာပေါ့နင်တို့မပြေလားပြောစမ်းမလုပ်ရတော့ပါဘူးကူညီကြပါဦးနောက်ွယ်မှာကလေးတွေကိုကူညီပေးခဲ့တဲ့တပည့်ဖြစ်သူဟာမူယုံဝံဝံစီတရင်ပြန်ပို့လိုက်ပါတယ်မူယုံဝံဝံကတော့အေးအေးဆေးဆေးစားစရာတွေစားရင်ဇလန်းကြည့်နေခဲ့တာပါတခင်မသမီးတော်နှစ်ပါးနန်းတော်တွေကိုအစဉ်ပြေပြေရောက်သွားပါပြီနောက်မွေးထုတ်ထားတဲ့ကလေးတွေပဲတော်တော်ညံတောင်းကြတာပေါ့ဒါပေမဲ့မင်းသားကြီးရဲ့မိဖုရားငယ်ကအစီကံတွေကိုခိုင်းပြီးသမီးတော်တွေကိုဒုက္ခပေးဖို့စူးစမ်းခဲ့ပါတယ်ကျမအဲ့ဒီအစီကံတွေကိုဆုံးမလိုက်ပါပြီကောင်းပြီ
သိပါပြီငါ့ကိုဇလန်းကြည့်တာမနှောက်ယှက်နေတော့ အခန်းထဲမှာအမဖြစ်သူဆွဆွဟာဖေဖေဆိုးပို့ခိုင်းလိုက်တဲ့စားစရာတွေကိုကြည့်ပြီးစိတ်တုန်နေခဲ့ပါတယ် ဖေဖေဆိုးပုတ်ခိုင်းလိုက်တာအရတာလည်းမရှိဘူးမေမေပြောပြဖူးတာမှတ်မိလားမေမေနဲ့ဖေဖေမင်္ဂလာဆောင်လုံးကတန်ဖိုးကြီးတင်တောင်းပစ္စည်းတွေအများကြီးပါလာခဲ့တာလေအဲ့ဒီတန်ဖိုးကြီးတင်တောင်းပစ္စည်းဆိုတာဘာလဲဟင်ပိုက်ဆံတွေအများကြီးကိုပြောတာလေမြို့ထဲမှာရှိတဲ့စားစရာအကုန်လုံးကိုဝယ်လို့ရတဲ့ထင်ရတာဝါအဲ့ဒါဆိုတိတ်ကောင်းတာပေါ့ ဆွဆွကမေမေရဲ့ပစ္စည်းတွေကိုပြန်ယူပြီးချမ်းသာတဲ့တထေးမလေးဖြစ်လာဖို့ကြံစီပါတော့တယ် ဒါကြောင့်မေမေရဲ့ပစ္စည်းတွေကိုပြန်ရအောင်လုပ်ရမယ်ငါကအဓိကဒုတေးမကြီးဖြစ်လာမယ်ဒါဆိုသမီးကရောဘာဖြစ်မှာလဲနင်ကဒုတိယဒုတေးမကြီးပေါ့ဒုတိယဒုတေးမကြီးလားမစိုးပါဘူးဒုတိယနေရာလဲနေတာမှမဟုတ်တာ အဲ့ဒီအချိန်မှာပဲရှောင်းဟန်ကစားစရာကင်တွေနဲ့ပုတ်ပြုတ်တွေကိုကိုယ်တိုင်ကင်ဆောင်ပြီးဝင်လာခဲ့ပါတယ် ကဲစားစရာကောင်းကောင်းတွေရလာပြီဖြည်းဖြည်းစားနော်အများကြီးရှိသေးတယ် ဖေဖေမေမေရဲ့တင်တောင်းပစ္စည်းတွေကိုသမီးစီဘယ်တော့ပေးမှာလဲ မင်းကတင်တောင်းပစ္စည်းတွေကိုဘာလို့မလုပ်လဲ ဒုတိယဒုတေးမကြီးလုံးမလို့လေသမီးကအမောင်လောက်ရမကောင်းတော့ဒုတိယပဲလုပ်လို့ရမှာ မင်းတော်စကားတက်တာပဲအရင်ဆုံးစားစရာရှိတာစားလိုက်ဦး အခြားတစ်ဖက်မှာတော့မိဖုရားငယ်ဟာအစီခံတွေပိုက်အောင်ပြီးဒုက္ခရောက်လာတာကိုကြည့်ပြီးအံ့ဩဝေခွင့်မရဖြစ်နေခဲ့ပါတယ် 3နှစ်မပြည့်သေးတဲ့ကလေးကမန်နီယာတွေတရန်နီယာတွေတက်တယ်ဟုတ် တ လား ကယ်ပါမိဖူရားကြီးကျွန်တော်တို့ဘိုက်အောင်လုံးလို့တေးလူမျိုးပါဖြစ်သွားရ တ တာ ကယ်ကို ပါ ထူးဆန်းလိုက်တာကောင်းပြီသူ့ကိုလျှို့ဝှက်စောင့်ကြည့်ထားစမ်းထူးခြားတာရှိရင်ချက်ချင်းလာတဲ့ပို့ အခန်းထဲမှာတော့ညီမလေးနော်နော်တယောက်မေမေရဲ့တင်တောင်းပစ္စည်းတွေကိုရှာဖွေဖို့စာပွဲအန်ဆွဲတွေကိုရှောက်မွေနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲမင်းသားကြီးရှောင်းဟန်ဝင်လာခဲ့ပါတယ် နော်နော်ဘာတွေရှောက်ရှာနေတာလဲ မေမေရဲ့တင်တောင်းပစ္စည်းတွေဘယ်မှာလဲဘယ်မှာတင်ထားတာလဲ ကလေးစိမ့်စိမ့်လေးကတင်တောင်းပစ္စည်းတွေကိုဘာလို့မလုပ်လဲ အဲ့ဒါမေမေရဲ့ပစ္စည်းတွေလေ အခန်းထဲမှာဆွဆွဟာဖေဖေရှောင်းဟန်ကိုမေမေရဲ့တင်တောင်းပစ္စည်းတွေပေးဖို့တောင်းဆိုနေခဲ့ပါတယ် ဒီလောက်ဆော့ဆော့စီစီဖေဖေနဲ့ဆိုရင်မကြခင်ဗိုက်စာလို့တရားတော့မှာပဲမေမေရဲ့တင်တောင်းပစ္စည်းတွေကိုအခုချက်ချင်းပေးစမ်းပါ ငါမင်းကိုစားစရာတွေပေးပြီးပြီလေ မရဘူးအခုချက်ချင်းပိုက်ဆံပြန်ပေး မင်းလျှောက်အောင်မနေနဲ့မင်းခန်းကိုမင်းချက်ချင်းပြန်တော့ မင်းသားကြီးထွက်သွားပြီးတဲ့နောက်ဆွဆွဟာကောက်ကျစ်တဲ့အစီအစဉ်တစ်ခုကိုစတင်လိုက်ပါတယ် ဖေဖေဆိုးကအကျွေးမဆက်ချင်ဘူးပေါ့ဒါဆိုရင်လည်းငါအလက်ရောက်ပြီပေါ့ ဆွဆွဟာအစီခံတွေကိုချင်းချောက်ပြီးမင်းသားကြီးရဲ့အခန်းထဲကတမိုးကြီးပစ္စည်းတွေကိုအပြင်ကိုတဲထုတ်ခိုင်းခဲ့ပါတယ် ငါခိုင်းတာလှုပ်ဆန်မဟုတ်ရင်နင့်ကိုမနေရနဲ့ဘိုက်အောင်လှုပ်လိုက်ရမလား မလုပ်ပါနဲ့ခိုင်းတဲ့အတိုင်းလုပ်ပါမယ်အားလုံးမင်းသားကြီးရဲ့တန်မိုးကြီးပစ္စည်းတွေမို့လို့တတိထားပြီးမကြပါနော် ဆွဆွဟာမင်းသားကြီးရဲ့တမိုးကြီးပန်းအိုးတွေစာလိပ်တွေနဲ့ကိုပိုင်ပစ္စည်းတွေကိုမြို့ထဲကလမ်းစုံမှာခင်းကျင်းပြီးလေလံပြည့်ရောင်းချပါတော့တယ် ဦးလေးတို့အတော်တို့ကိုကိုတို့မတို့ရေမကြံကြပါနဲ့ဦးလွန်ခဲ့တဲ့၄နှစ်ကမေမေမူယုံဝင်ဝင်ကိုမင်းသားကြီးကရဲရဲဆက်ဆက်နန်းတော်ထဲကမောင်းထုတ်ခဲ့တာပါအခုမေမေဆုံးသွားတော့မေမေရဲ့တင်တောင်းပစ္စည်းတွေကိုလာတောင်းတာကိုမင်းသားကြီးကမပေးတဲ့အပြင်ငါ့ကိုပါအနိုင်ကျင့်ခဲ့တာပါ ဟုတ်တယ်မင်းသားကြီးကရက်ဆက်တယ်လို့ကြားမိပါတယ်ကိုသမီးရင်းကိုတောင်ဖိနဲ့မပေးစီရဲ့ဒီလိုရက်ရက်ဆက်ဆက်လုပ်ထားတာကိုကြည့်ပါဦး ကဲပိုက်ဆက်ရှိရင်ဝယ်ကြပါဦးမင်းသားကြီးရဲ့ဆရေးကိရိယာတွေကိုပါရတောင်းတွေအမွှေးနဲ့တာအိတ်တွေရောအကုန်ရှိပါတယ်ဖေဖေဆိုးကစုပ်ပြစ်နေပေမဲ့ရုပ်ရည်လေးကတော့နင်းကြည့်လို့ရပါသေးတယ်နော်ဒါတွေဟာမင်းသားကြီးရဲ့ကိုပိုင်ပစ္စည်းအစ်စ်အမှန်တွေပါနော်လာကြည့်လို့ရတယ်နော်လာဝယ်ကြပါပြု့ ဆွဆွတယောက်လမ်းပေါ်မှာပျော်ပျော်ပပဈေးရောက်နေချိန်မှာပဲမင်းသားကြီးရှောင်းဟန်ရောက်ရှိလာခဲ့ပါတယ် ရှောင်းဆွေဆွေမင်းတော်တတိရှိနေတာပဲ လမ်းပေါ်မှာဈေးရောက်နေတဲ့ဆွဆွစီမင်းသားကြီးရှောင်းဟန်ရောက်ရှိလာပြီးပစ္စည်းတွေကိုချက်ချင်းပြန်တင်ခိုင်းလိုက်ပါတယ် လိုက်ဖို့ပစ္စည်းတွေကိုအခုချက်ချင်းအခန်းထဲပြန်သိမ်းစမ်းလမ်းပေါ်မှာရှက်စရာကောင်းအောင်လုပ်နေတယ် ကြည့်ကြပါဦးမင်းသားကြီးကအကျွေးလည်းမဆက်ဘူးပစ္စည်းတွေနဲ့အကျွေးဆက်တာကိုလည်းမငင်းဘူးလူကြီးမင်းတို့ပဲတရားမျှတအောင်ဆုံးဖြတ်ပေးကြပါဦးလွတ်စမ်းပါပိုက်ဆံမြန်မြန်ပေးဖေဖေဆိုး နန်းတော်ရဲ့ရောက်တဲ့အခါမင်းသားကြီးရှောင်းဟန်ကဆွဆွနဲ့အစီခံတွေကိုဒေါသတကြီးကျိမ်းမောင်းပါတော့တယ် ရှောင်းဆွေဆွေမင်းတော်တတိရှိနေတယ်ပေါ့နန်းတော်တွေကပစ္စည်းတွေကိုခိုးပြီးလမ်းပေါ်မှာတွားရောက်နေရတယ်ပြင်နေတို့ကကလေးမလေးရှောက်လို့တာကိုလိုက်ကူညီနေတယ်တယောက်ကိုရိုက်ချက်30စီရိုက်စမ်းမင်းသားကြီးခွင့်လွတ်ပါဦးသမီးတော်လေးကမနေရတက်တာပါစကားမနာထောင်ရင်ဘိုက်အောင်လုပ်လို့ပါမနေရဟုတ်လားငါ့ကို3နှစ်ကလေးမို့လို့လာလိမ့်နေတာလားခေါ်သွားပြီးအပြစ်ပေးစမ်း မင်းသားကြီးကကြေးမွေးတန်ကြီးကိုကန်ပြီးဆွဆွကိုပါအပြစ်ပေးဖို့ပြင်လိုက်တဲ့အခါဆွဆွကမင်းသားကြီးရဲ့ခြေတလုံးကိုဖက်ပြီးငိုယိုကတနာစရာအကွက်ဆင်လိုက်ပါတော့တယ် ဖေဖေသမီးမသွားပါတယ်နောက်တစ်ခါမလုပ်ရတော့ပါဘူးပစ္စည်းတွေကိုခိုးမိတာသမီးမသွားပါတယ်အီဟီ မင်းတော်စိတ်ပြတ်ဖို့ကောင်းတာပဲ မင်းသားကြီးရှောင်းဟန်စိတ်ပြက်ပြီးအခန်းထဲကထွက်သွားတဲ့အခါမှာတော့ဆွဆွဟာငိုနေရကနေချက်ချင်းမျက်ရည်တုပ်ပြီးအနိုင်ရသူပြီးပြုံးပြလိုက်ပါတော့တယ်မင်းသားကြီးရှောင်းဟန်ရဲ့ဒေါသကိုတနာစရာဟန်ဆောင်ပြီးလှည့်စားလိုက်တဲ့သမီးလေးဆွဆွဟာအားရစွာပြုံးပြီးထထွက်သွားပါတယ် ဟီဟီအကုန်အဆင်ပြေသွားပြီ နန်းတော်ထဲမှာအမွှားကြီးအမတ်နှစ်ယောက်ဟာမေမေရဲ့တင်တောင်းပစ္စည်းတွေအကြောင်းစကားဆက်ပြီးပြောနေကြပါတယ် မမမေမေရဲ့တင်တောင်းပစ္စည်းတွေရပြီလားအင်းဖေဖေဆိုးကမပေးချင်ဘူးလေဒါနဲ့ပဲငါလည်းနန်းတော်ထဲကပန်းချီကားတွေစာလိပ်တွေကိုလမ်းပေါ်သွားရောက်နာမိသွားတာပေါ့ဒါဆိုဖေဖေဆိုးကမမကိုရိုက်လိုက်သေးလားဘာရိုက်ရမှာလဲဖေဖေခြေတလုံးကိုဖတ်ပြီးငိုကြလိုက်တာနဲ့တင်လွတ်လာတာပေါ့ဒါပေမဲ့ဒီတစ်ခါတော့ဖေဖေဆိုးတော်ထွက်သွားတာနောက်တစ်ခါပစ္စည်းတွေတွားမခိုးရတော့ဘူးနေလန်းသစ်စဉ်းစားရမယ် အဲ့ဒီအချိန်မှာပဲနန်းနန်းကဗိုက်စားတယ်ဆိုပြီးပြောလာပါတော့တယ် မသမီးပိုက်စားတယ်ငါကင်စားချင်တယ်ဒီနေ့တပြားမှမရသေးတာကိုငါကဘယ်ကငါသွားရှာပေးရမှာလဲဟုတ်ဟိုမှာကြည့်ပါဦးငါကန်ထဲမှာရွှေငါးကြီးတွေအများကြီးပဲ ငါးကန်ထဲကရွှေငါးတွေကိုမြင်တော့ဆွဆွဟာအစီခံလိုက်ဖို့စီကနေငါးဖမ်းပိုက်တောင်းဖို့ပြေးသွားခဲ့ပါတယ်ဒါပေမဲ့အစီခံတွေကတော့ဆွဆွကိုမြင်တာနဲ့ကြောက်လန့်ပြီးထွက်ပြေးကုန်ကြပါတယ် လိုက်ဖို့ငါ့ကိုကူညီပါဦး ပြေးကြဟိုကလေးမလေးလာနေပြီ တကယ်တွေ့နေတာကြက်နေတာပဲဘာလို့အဲ့ဒီလောက်မြင်ပြေးနေကြတာလဲ ဟုတ်ဒီကလေးမလေးဘာလာလုပ်ပြန်တာလဲမသိဘူးငါတို့မင်းသားကြီးစီကအရိုက်ခံထားရတာနော်နောက်တစ်ချိန်မှရင်တော့အသက်ပါပြောက်တော့မှာ နောက်ဆုံးတော့ဆွဆွဟာငါးဖမ်းပိုက်ကြီးနဲ့အသေးလေးကိုရှာတွေ့သွားပြီးညီမလေးနန်းနန်းနဲ့အတူငါးစတင်ဖမ်းပါတော့တယ် ဝါငါဖမ်းပိုက်ကြီးကတော်သေးတာပဲမမကတော့ဘာနဲ့ဖမ်းမှာလဲဒါကညီမလေးအတွက်ရိုးရိုးပိုက်သေးသေးလေးပါငါကတော့ဒီငါဖမ်းပိုက်ကြီးနဲ့ဖမ်းမှာလေအာမော်ပိုက်ကြီးကအကြီးကြီးပဲလုံကဲပဲနော် အခြားတစ်ဖက်မှာတော့မင်းသားကြီးရှောင်းဟန်ဟာသူ့အတက်နိုင်ဆုံးထိန်းသိမ်းထားတဲ့ဘရင်ဆက်သားရွှေငါးတွေအတွက်စိတ်ပူနေခဲ့ပါတယ် လိုက်ဖို့ငါးစာအစ်စ်တွေရောက်ပြီလားရောက်ပါပြီမင်းသားကြီးအစိခံတွေကိုခွဲဝေခိုင်းထားပါတယ်တေချာဂယူးဆိုင်ကြနော်
ဒီရွှေငါးတွေကပနာဆက်တထားတဲ့တန်ဖိုးကြီးရွှေငါးတွေတစ်ခုခုမှားရင်သွားရင်နင်တို့ခြေထောက်တွေကိုရိုက်ချိုးပစ်မယ်တတိထားလုံးတော့ငါဘာတန်မှမကြားချင်ဘူးနားလေလားစိတ်ချပါမင်းသားကြီးအဆော့ဆာရာရာစိတ်ချပါနော်ကျွန်တော်မျိုးတက်နေရင်အာမခံပါ ဒီအချိန်မှာမင်းသားကြီးအသက်ထက်တန်ဖိုးထားတဲ့ရွှေငါးတွေကိုအမွှာညီအမနှစ်ယောက်ကငါးကင်ရောင်းပြီးငွေရှာဖို့အတွက်ပြင်ဆင်နေကြပါပြီဈေးထဲမှာတော့ဆွေးဆွေးနဲ့နန်းနန်းတို့အမွှာညီအမနှစ်ယောက်ဟာငါးကင်တွေကိုမိခင်ပြီးအပူတပြင်းရောင်းချနေကြပါတယ် မငါတို့တော့ချမ်းသာတော့မယ်မမရဲ့လက်ရာကတကယ်ကောင်းတာပဲရှိုးဝက်ချက်နဲ့လှုပ်ထားတဲ့ငါးကင်ဘိုးဘွားစင်ဆက်လက်ရ မှာ စစ် ပဲနန်းတော်တွေကငါးကန်သားမှာအစီကံတွေအုံတဲတဲဖြစ်နေကြပါတယ်မင်းသားကြီးအသက်ထက်တန်ဖိုးထားတဲ့ဗနာဆက်ရွှေငါးတွေကန်ထဲမှာတကောင်မှမရှိတော့တာကိုတွေ့သွားကြလို့ပါပဲ ဟာဒုက္ခပါပဲငါးတွေမရှိတော့ဘူးဘာငါးတွေမရှိတော့ဘူးဟုတ်လားနင်တို့ဒီလောက်ကိစ္စလေးကိုတောင်တေချာမလုပ်နိုင်ကြဘူးလား တစ်ဖက်မှာလည်းဆွေးဆွေးတို့ညီမနှစ်ယောက်ဟာငါးကင်အော်ဟေးရောင်းချနေပါတယ်အစီကံကောင်းဆောင်ဟာသူ့လက်အောက်ငယ်သားတွေကိုငါးတွေကိုမြ мян သွားရှာခိုင်းပြီးသူကတော့မင်းသားကြီးစီသွားတဲ့တင်ပို့ဖို့ပြေးသွားနေပါတယ် ငါမင်းသားကြီးစီသွားတဲ့ပို့ရမယ်ဒါတွေကတန်ဖိုးကြီးပနာဆက်ရွှေငါးတွေပါဆိုငါတက်နဲ့တောင်လဲလို့မရဘူး တစ်ဖက်မှာလည်းဆွေးဆွေးတို့ရဲ့ငါးကင်တန်းကြောင့်ဈေးဝယ်သူတွေစုပြုံရောက်ရှိလာကြပါတယ် ခလေးမလေးဒီငါးကင်က တကောင်မှငွေတပြားတည်းပါရှိကိုယ်တိုင်မွေးထားတဲ့ငါးတွေမို့လို့လှုပ်အပ်ခဲ့ုံလေးနဲ့ဈေးပေါ်ရောင်းပေးတာပါ ဟာတော်တော်ဈေးပေါ်တာပဲငါ့ကိုတကောင်ပေးငါ့ကိုလည်းတကောင်ပေးပါဦးငါလဲယူမယ်ဟဲ့ နန်းတော်ထဲမှာတော့အစီကံကောင်းဆောင်ဟာမင်းသားကြီးကိုရွှေငါးတွေမရှိတော့ကြောင်းသတင်းပို့နေပါတယ်မင်းသားကြီးကရွှေငါးတွေကိုမတွေ့မချင်းရှာဖို့အမိန့်ပေးလိုက်ပါတယ်ဈေးထဲမှာတော့ငါးကင်တွေအလွန်ရောင်းကောင်းလို့လက်မလဲဖြစ်နေပါတယ်အဲ့အချိန်မှာဟင်းခတ်အမွေးကြိုင်တွေကုန်သွားလို့နန်းနန်းကအိမ်ပြန်ယူဖို့ထွက်သွားခဲ့ပါတယ်တစ်ဖက်နန်းတော်ထဲမှာတော့ငမွေထိုးလေးနှစ်ယောက်ဈေးထဲမှာမင်းသားကြီးရဲ့ငါးတွေကင်ရောင်းနေကြောင်းမင်းသားကြီးစီသတင်းရောက်သွားခဲ့ပါပြီ မင်းသားကြီးဈေးထဲမှာမင်းသမီးလေးကငါးကင်သွားရောက်နေပါတယ်တဲ့အဲ့ဒီငါးတွေကမင်းသားကြီးရဲ့ပနာဆက်ရွှေငါးတွေနဲ့ခုဆက်ချွတ်ဆက်တူနေပါတယ်ဘာပြောတယ်ငါရွှေငါးတွေကိုကင်စားလိုက်ပြီဟုတ်လားမြက်သွားဖမ်းခဲ့စမ်း မင်းသားကြီးဟာအော်ဟေရင်ဒေါသထွက်လုံးလို့တွေးအံပြီးလဲကျသွားပါတော့တယ်အခြားတစ်ဖက်မှာတော့မိန်းကလေးတစ်ယောက်ဟာဈေးထဲမှာတောက်ဆရာရောင်းနေတဲ့လူငယ်လေးစီကနေအဖျော်ရမကတစ်ခွက်ဝယ်ယူပြီးစကားပူးပန်းဖို့စူးစမ်းနေပါတယ် ဆိုင်ရှင်ချောလေးအဖျော်ရမကတစ်ခွက်ပေးပါဦးဒါနဲ့အကိုချောလေးကအသက်ဘယ်လောက်ရှိပြီလဲဘဲကလဲဟင် မိန်းကလေးမဖြစ်ပါဘူးဒီလိုမလုပ်ပါနဲ့ အခန်းထဲမှာတော့နန်းနန်းဟာထမင်းစပွဲပေါ်မှာခေါင်းပေါက်ပြီးဝမ်းထဲတကြီးငူနေခဲ့ပါတယ် နန်းနန်းနင်ဘာဖြစ်လို့မူနေတာလဲဖေဖေဆိုးကတမိခင်ပေးတဲ့ငါးကင်ကိုမကောင်းဘူးတဲ့ဒါနဲ့ပဲတမိလဲတော်ထွက်ပြီးအိတ်ခမ်းထဲကပစ္စည်းတွေကိုရိုက်ခွက်ဖြစ်လိုက်တယ်အီးဟီစိတ်လျှော့ပါနန်းနန်းရဲ့ငါဟင်းကံမွေးကြိုင်သွားယူတော့ကကြားခဲ့ရတာဟိုငါးဝါကြီးကဖေဖေရဲ့အချစ်ဆုံးတန်ဖိုးကြီးရွှေငါးတဲ့တီလာနန်းနန်း မမဖြစ်သူဆွေးဆွေးရဲ့စကားကိုကြားပြီးနန်းနန်းတယောက်စဉ်းစားမိသွားပါတယ် ဖေဖေရဲ့တန်ဖိုးကြီးရွှေငါးဆိုရင်ဘာလို့မကောင်းဘူးလို့ပြောရတာလဲဖေဖေဆိုးကငါးစိမ့်နဲ့ရေကူးနေတာကိုပဲကြိုက်တာနေမယ်မိခင်ထားတာကိုမကြိုက်တာမရဲ့မိမိရဲ့တင်တောင်းပစ္စည်းတွေကိုလည်းဖေဖေကမပေးဘူးငါလည်းသွားရောင်းလို့မရဘူးငါတို့ဘယ်တော့မှသူတေးမကြီးတွေဖြစ်မှာ အဲ့ လဲ ဒီအချိန်မှာပဲဆွေးဆွေးရဲ့ဦးနောက်ထဲမှာကောက်ကျစ်တဲ့အစီအစဉ်တစ်ခုပေါ်လာပါတော့တယ် ငါနေလိုက်ရပြီနန်းနန်းဒီနေ့ငါးကင်ရောင်းလို့ရထားတဲ့ပိုက်ဆံတွေအကုန်လုံးငါ့ကိုပေးစမ်းမမပိုက်ဆံတွေကိုဘာလို့မလို့လဲဟင်နန်းနန်းအိမ်မှာပဲစောင့်နေတော့ငါခါနေရင်ပြန်လာခဲ့ ပတ်စံ မယ် တွေအကုန်လုံးကိုယူပြီးဆွေးဆွေးတယောက်ပြေးထွက်သွားပါတယ်ဆွေးဆွေးဟာဈေးထဲကိုပြေးသွားပြီးစာရွက်တွေဝယ်ကစာရွက်လိပ်ကြီးကိုကင်ပြီးဈေးထဲမှာတက်ကြွစွာထွက်လာခဲ့ပါတယ်အခန်းထဲရောက်တဲ့အခါဆွေးဆွေးလေးဟာဘာရည်ရမလဲဆိုတာစဉ်းစားပြီးနောက်အကြံရသွားကစာရွက်ပေါ်မှာစာရီလျှောက်ရင်းနေပါတယ်အချိန်နဲ့ငယ်ကြပြီးနောက်စာရွက်အလုံးပေါ်မှာစာရီရေးပြီးတဲ့အခါအကြံကြီးကြံကတစိမ့်တုံးကိုခန့်ခန့်ထဲထဲရိုက်နေလိုက်ပြီးစာရွက်တွေကိုကင်ကပြုံးပြုံနေခဲ့ပါတယ် ဒီစာရွက်တွေကနဲ့ဆိုရင်တော့ငါတို့သူတေးမကြီးတွေချစ်ပြီပေါ့ဟာဟာ ဆွေးဆွေးလေးဟာစာရွက်တစ်ရွက်ကိုကင်ပြီးဈေးထဲကိုနန်းနန်းနဲ့အတူထွက်လာခဲ့ပါတယ်ဒါပေမဲ့ဘေးကအမွှာညီမလေးကတော့စိုးရိမ်နေတဲ့ရုပ်လေးနဲ့ ဖေမဒီစာရွက်ကြီးကတကယ်ရောအလုပ်ချရလားစိတ်စမ်းပါဒါချင်းဝဲမင်းသားကြီးရဲ့အကျွေးစာချုပ်လေငါတို့ဖေကအမေရဲ့မင်္ဂလာတင်တောင်းပစ္စည်းတွေကိုပြန်ပေးဘူးဆိုတော့လေငါတို့နင်းငါတို့ဟန်နဲ့ယူရတော့တာပေါ့ အဲ့ဒီအချိန်မှာပဲညီမလေးကဈေးထဲကမုတ်ဆိုင်ကိုမြင်ပြီးသွားရကြလာခဲ့ပါတယ် အေးမမွန်ဆိုင်တမီးမွန်စားချင်နေဝဲမယ်ဂျက်လောက်ဝဲ မုတ်ဆိုင်ရှိရောက်တော့ဆွေးဆွေးတယောက်ဆိုင်ရှင်ဦးလေးကိုရဲရဲဝံ့ဝံ့စကားပြောလိုက်ပါတယ် ဦးလေးရှိသမျှမုန်းတွေအကုန်အမျိုးစားတစ်ခုစီထုတ်ပေးပါ ဆိုင်ရှင်ကမုံတွေပြင်ပေးအပြီးမှာတော့ရှောင်းဆွေးဆွေးကသူမစာရေးထားတဲ့အကျွေးစာချုပ်ကြီးကိုထုတ်ပြလိုက်ပါတယ်ဒါပေမဲ့ဆိုင်ရှင်ကတော့နားမလည်တဲ့ရုံနဲ့ကြည့်နေတာပေါ့ ငါလဲဦးလေးမလောက်လို့လားရော့နောက်တစ်ရက်ထည့်ယူ ဒီမှာကလေးမဒါကလေးကစားတဲ့နေရာမဟုတ်ဘူးနော်ပိုက်ဆံတကယ်ပေးရမှာ တေချာကြည့်လိုက်ဦးဒါချင်းဝဲမင်းသားကြီးရဲ့တင်းကျပ်တဲ့တစိတ်တုံးပဲအကုန်လုံးထုတ်ပြီးရင်ချင်းဝဲဆန်အိမ်ကိုပို့လိုက်ရှောင်းဆွေးဆွေးဆိုတဲ့နာမည်ပြောပြီးပိုက်ဆံသွားတောင်းလိုက်ကြလား မင်းသားကြီးရဲ့တစိမ့်တုံးအစ်စ်အမှန်ကြီးကိုမြင်လိုက်ရတော့မုတ်ဆိုင်ရှင်ကြီးတတိကြီးစွာနဲ့လက်ခံလိုက်ပါတယ်ဆွေးဆွေးတို့အမွှာညီအမမုံတွေမှာပြီးပျော်ရွှင်စွာထွက်သွားကြချိန်မှာတော့အနီးနားကတိုင်ပွဲမှာချောင်းကြည့်နေတဲ့အစီကံမလေးဟာနန်းတော်ထဲကိုသတင်းပို့ဖို့အပြေးလွှားပြန်သွားပါတော့တယ်နန်းတော်ထဲမှာတော့ကြံရပါမိဖုရားကြီးဟာအဖြစ်အပျက်တွေကိုအစီကံမလေးစီကနေသတင်းရရှိ ဈေး သွား ထဲ ခဲ့ မှာ ပါတယ် အမွှာညီအမနှစ်ယောက်ဟာစက်ကူတွေနဲ့ပစ္စည်းလိုက်ဝယ်နေကြပါတယ်ဘာစက်ကူနဲ့ပစ္စည်းဝယ်နေကြတယ်ဟုတ်လားဟုတ်ပါတယ်အဲ့ဒီစက်ကူပေါ်မှာမင်းသားကြီးရဲ့တစိမ့်တုံးနှိပ်ထားပါတယ်တဲ့အင်းမင်းသားကြီးရဲ့တစိမ့်တုံးဟုတ်လားမြန်သွားစိတ်ချရတဲ့သူတယောက်ကိုသွားရှာခဲ့ ဆွေးဆွေးနဲ့နန်းနန်းတို့ဟာသူတို့ပြုလုပ်ထားတဲ့ငွေစက်ကူတွေကိုအသုံးပြုပြီးဈေးထဲမှာတွေ့သမျှမုံတွေချက်ကင်တွေနဲ့အဖျော်ရမကာတွေကိုစိတ်ကြိုက်လိုက်လံဝယ်ယူစားတောက်နေကြပါတယ် မမဒီဟာကတောက်လို့တကယ်ကောင်းတာပဲကောင်းရင်အဝတ်တော့ငါတို့မှာပိုက်ဆံတွေအများကြီးရှိတယ် အဲ့ဒီအချိန်မှာပဲမင်းသားကြီးဟာစေးတောက်ပြီးအဝိစားလဲကအနားယူနေစဉ်နန်းတော်အစီကံတယောက်ပြရခတ်ပြီးအပြေးရောက်ရှိလာခဲ့ပါတယ် မင်းသားကြီးဒုက္ခပါပဲနန်းတော်အပြင်ဘက်မှာဈေးတီတွေအများကြီးရောက်နေကြပါတယ်သူတို့လက်ထဲကအဝါရောင်စက်ကူတွေကိုရွှေငွေနဲ့လာလဲနေကြပါတယ်ဘာစက်ကူနဲ့ရွှေငွေလာလဲတယ်ဟုတ်လားမင်းယူနေတာလားမယူပါဘူးမင်းသားကြီးအဲ့ဒီစက်ကူပေါ်မှာမင်းသားကြီးရဲ့တန်ဖိုးကြီးတစ်စိတ်တုံး မင်း နဲ့ သားကြီးဟာအလွန်ဒေါသထွက်နေချိန်မှာတော့မိဖုရားကြီးဟာမင်းသားကြီးစီရောက်လာပြီးမင်းသားကြီးဒေါသမထွက်အောင် မင်း ချုံ သား မော် ကြီး လိုက်ပါ ဒေါ တယ် သမထွက်ပါနဲ့ဦးကျမ်းမာရေးထိခိုက်ပါဦးမယ်အစေခံမလေးမြန်သွားပြီးအပြင်ကဈေးတယ်တယောက်ကိုခေါ်ခဲ့စမ်း မိဖုရားကြီးရဲ့အစီကံမလေးဟာဈေးထဲကဈေးတဲ့မျိုးသမီးကြီးကိုနန်းတော်ထဲခေါ်ဆောင်လာပြီးမင်းသားကြီးနဲ့တွေ့ဆုံ မ ပေး င်း ခဲ့ သား ပါတ ကြီးရှေ့ ယ် ရောက်ရင်ဘာပြောရမယ်ဆိုတာသိတယ်နော်သိပါတယ်
သိပါတယ်စိတ်ချပါကလေးမရင် အမျိုးသမီးကြီးဟာမင်းသားကြီးရှေ့ရောက်တဲ့အခါလက်ထဲကငွေစက္ကူတူကိုပြသပြီးဈေးထဲမှာဖြစ်ပျက်နေတဲ့မြကိုတိုင်တန်းပါတော့ မ တယ် င်းသားကြီးဈေးလမ်းတစ်လျှောက်မှာအဝါရောင်စက်ကူတွေနဲ့ပြည့်နေနေပါတယ်လူတိုင်းကဒီစက်ကူတွေကိုရွှေငွေနဲ့လာလဲနေကြပါတယ် ဘာကလေးတွေပေးတဲ့စက်ကူစုပ်တွေကိုမင်းတို့ကလက်ခံလိုက်တယ်ဟုတ်လား စက်ကူပေါ်မှာမင်းသားကြီးရဲ့တစိမ့်တုံးပါနေတော့မယုံလို့မှမရတာဒီကလေးမလေးတွေဟာမြို့မြောက်ဘက်ကလာတဲ့အမွှာညီမတွေပါလိန်စားနေတာတလားမကတော့ပါဘူး အမျိုးသမီးကြီးရဲ့စကားကြောင့်မင်းသားကြီးဟာအံ့အားသင့်သွားပြီးညှင်းဆန်လိုက်ပါတ ပောက် ယ် ကြရတွေပြောမနေနဲ့ငါမှသမီးတစ်ယောက်ပဲ မ ရှိ မှား တာ ပါဘူးမင်းသားကြီးသူတို့ကရုပ်ချင်းတစ်ထေရတဲ့တူတဲ့အမွှာတွေပါတယောက်ကခြေပလာနဲ့ဖက်နှက်တောင်မစီးပါဘူးမင်းသားကြီးဟုတ်မဟုတ်သိရအောင်သမီးလေးရဲ့အခန်းထဲသွားကြည့်လိုက်ရင်ရှင်းသွားမှာပါ ကောင်းပြီလိုက်ဘူးသမီးလေးခန်းစီသွားကြမယ် မင်းသားကြီးအခန်းထဲကထွက်သွားတာနဲ့မိဖုရားကြီးဟာကောက်ချစ်သောအပြုံးဖြစ်အစီခံမလေးစီရွှေပြားကမ်းပေးလိုက်ပါတယ် အစိခံမလေးဒီမျိုးသမီးကြီးကိုအဝေးဆုံးစီမြန်မြန်ပို့ပစ်လိုက်တော့ဟုတ်ကဲ့ပါမိဖုရားကြီး မင်းသားကြီးဟာအမွှာညီအမနှစ်ယောက်စီရောက်လာပြီးအားရပါရစားတောက်နေတော့အမွှာလေးနှစ်ယောက်ကိုကြည့်ကအင်ကြီးထဲမှာကကြောက်စိမ့်ဆွဲတီကိုထုတ်ကပြသလိုက်ပါတယ် ဖေကြီး တကယ်ပဲရုပ်ချင်းတူတဲ့လိန်လေတူလေးနှစ်ယောက်ပဲငါ့ကိုအဖေလို့ခေါ်ရတယ်ပေါ့ဒီကြောက်စိမ့်ဆွဲတီကိုရောခိုးယူထားတာမဟုတ်လား မင်းသားကြီးဟာကြောက်စိမ့်ဆွဲပြားကိုကြည့်ကဒေါသထွက်နေကနောက်ဆုံးမှာတော့မင်းသားကြီးဟာအမွှာညီအမနှစ်ယောက်ကိုလက်နှစ်ဖက်ဖြစ်မယူကနန်းတော်ပြင်ပသို့မောင်းထုတ်လိုက်ပါတော့တယ် မင်းတို့လိုလိန်လေတူလေးတွေကိုနန်းတော်ထဲမှာမထားနိုင်ဘူးထွက်သွားကြစမ်း သမီးတို့ကိုမမောင်းထုတ်ပါနဲ့ဖေကြီးအီဟီ နန်းတော်တကားပြင်ပမြေပြင်ပေါ်လဲကျသွားတဲ့အမွှာညီအမနှစ်ယောက်နန်းနန်းကတော့ပကုံးပေါ်ကမုတ်အစအနာတွေကိုကြည့်ပြီးမမဖြစ်သူကိုမူမဲမဲဖြစ်ပြောလိုက်ပါတယ် ငါသမီးပိုက်စားသေးတယ်ဒီလိုချိန်မှာဘာလို့စားဖို့ပဲတွေးနေရတာလဲဖေဖေဆိုးပိုက်ဆံနည်းနည်းတုံးလိုက်တာနဲ့ငါတို့ကိုမောင်းထုတ်တယ်ပေါ့ငါနင့်ကိုဘယ်တော့မှခွင့်မလွတ်ဘူး ဆွေဆွေကမိမိရဲ့ပြအိုးတစ်တာကိုမြေကြီးပေါ်ပစ်ပေါက်လိုက်ချိန်မှာတစ်တာထဲကနေနတ်မောင်တော်တစိပြားတစ်ခုထွက်ကြလာခဲ့ပါတယ် ဟင်ဒါကဘာလေးလဲစားလို့ရတာလားဟင်နန်းနန်းနင်ကတော့စားဖို့ပဲတည်တယ်ဒါမေမေတက်တာတွေကထွက်လာတာစားစရာမဟုတ် အဲ့ဒီ ဘူး ချိန်မှာပဲအနက်ရောင်ဝတ်စုံဝတ်ထားတဲ့မိန်းကလေးတစ်ယောက်အမဲရောင်အငွေးတက်များနဲ့အတူနန်းတော်တကားရှိသူပေါ်ထွက်လာခဲ့ပါတယ် လင်းလင်းမ ငါပြန်လာပြီကလေးတို့ လင်းလင်းဟာအမွှာညီအမနှစ်ယောက်စီရောက်လာပြီးမိမိရဲ့တစိပြားအကြောင်းနဲ့ရိတ်ဝဲဆောင်တက်ဖွဲ့ကိုဘယ်လိုခေါ်ရမလဲဆိုတာတင်ပြပေးလိုက်ပါတယ် ဒါကမိမိပေးခဲ့တဲ့တစိမ့်ပြားပဲရိတ်ဝယ်ဆောင်တွေကိုခေါ်လို့ရတယ်တစိမ့်ပြားကိုလှုပ်ယုံနေမရဘူးဒီကျိုးနီလေးကိုဆွဲလိုက်ရတာ ဟင်အချက်ပြမီးရှူတိုင်ကြီးပါလား အချက်ပြမိရှုဖောက်လိုက်တာကိုမြင်လိုက်ရတဲ့လင်းလင်းဟာထိတ်လန့်သွားပြီးအမွှာနှစ်ယောက်ကိုမှကြားကအပြေးထွက်သွားပါတော့တယ် ဒုက္ခပါပဲဆွေ့ဆွေ့နန်းနန်းဒီမှာပဲစောင့်နေကြနော်မမခဏသွားရှင်းလိုက်အောင်မယ် မိရှုတိုင်သည်ကောင်းကင်သို့ပြစ်လွတ်လိုက်ပြီးမိရှုမိပန်းဖောက်ထွက်သွားသည်ထိုအခါလင်းလင်းဟာတခင်မလေးစီအပြေးလွှားသွားရောက်ပြီးအခြေအနေကိုသတင်းပို့ဖို့အလင်းအမြန်ထွက်သွားပါတော့သည်တခင်မလေးစီရောက်တော့အခါလင်းလင်းက ဒုက္ခပါပဲမြန်မြန်ထွက်ပြေးရအောင်ကလေးတွေကရိတ်ဝယ်ဆောင်အချက်ပြမီရှူကိုဖောက်လိုက်ကြပြီဖောက်တော့လဲဖောက်ပါစေပေါ့ကလေးတွေကိုစော့ပါစေငါရဲ့ရိတ်ဝယ်ဆောင်တွေကကြည်ကောင်းတော့မဲမဟုတ်လား ဒါပေမဲ့လင်းလင်းရဲ့နောက်ဆက်တွဲသတင်းကြောင့်တခင်မလေးပါထိတ်လန့်သွားခဲ့ရပါတယ် ဒါပေမဲ့စစ်သူကြီးကြီးကစစ်မြေပြင်ကနေအိမ်တော်ကိုပြန်ရောက်နေပြီလေဟာငါအဖေမြို့တော်ကိုပြန်ရောက်နေပြီဟုတ်လားအချက်ပြတန်ကြားသွားရင်အဖေသိသွားတော့မှာပဲမြန်မြန်သွားရအောင် အမဲရောင်ဝတ်စုံဝတ်စစ်သူကြီးကြီးဟာစာဖတ်နေစင်မှာပဲတက်သားတစ်ယောက်အပြေးလွှားရောက်လာပြီးအချက်ပြမိရှုတိုင်သတင်းကိုသတင်းပို့လိုက်ပါတယ် အမလေးစစ်တူကြီးရေတယောက်ယောက်ကရိတ်ဝယ်ဆောင်အချက်ပြမိရှုဖောက်လိုက်ပါတယ်ဘာဘယ်နေရာကလေးကြည့်ရတာချီဝမ်ဆန်အိမ်တော်ဘက်ကပါဝမ်ဝမ်ဘာဖြစ်လို့လဲယောက်ကမအိမ်နဲ့ရန်ဖြစ်တာနဲ့ရိတ်ဝယ်ဆောင်တွေကိုခေါ်စရာလိုလား တစ်ချိန်တည်းမှာပဲနန်းတော်တကားရှိမှာတော့အနက်ရောင်ဝတ်ရိတ်ဝဲဆောင်တက်ဖွဲ့တွေပေါ်ထွက်လာခဲ့ပါတယ်ဆွေဆွေကသူတို့ကိုနန်းတော်ထဲဝင်စီးဖို့အမိန့်ပေးလိုက်ပါတယ် မေမေရဲ့မင်္ဂလာပိုင်ပစ္စည်းတွေကိုပြန်အောင်မယ်ငေါ့မှာရိတ်ဝဲဆောင်တွေရှိနေပြီငါဆက်မယ်လို့ပြောတာနဲ့အထဲကိုဝင်စည်းကြမေမေပစ္စည်းတွေပဲယူရမယ်ဘာလို့မှမနာစေနဲ့ငါအဖေကလူဆိုးကြီးဖြစ်ပေမဲ့ငါအဖေပဲလေ ဒါပေမဲ့အမွှာညီမလေးနန်းနန်းကတော့တစိပြားကိုကင်ပြီးရိတ်ဝဲဆောင်တွေကိုတခြားအမိန့်ပေးလိုက်ပါတော့တယ် တစ်စိတ်ပြရှိရင်ငါခိုင်းတာလုပ်ရမှာမဟုတ်လားသမီးပိုက်စားတယ်သမီးအတွက်စားစရာတွေအများကြီးတွားဝယ်ပေးကြပါ ရိတ်ဝဲဆောင်များမုံသွားဝဲရန်ချက်ချင်းမိကိုကဲသို့ပျောက်ကွယ်သွားကြသည်ဆွေဆွေတယောက်နန်းတော်ထဲဝင်စီးဖို့အမိန့်ပေးပြီးလှည့်ကြည့်လိုက်ချိန်မှာတော့ရိတ်ဝဲဆောင်တယောက်မှမရှိတော့တာကိုတွေ့လိုက်ရပါ ဟ တယ် င်လူတွေရောငါရဲ့ရိတ်ဝဲဆောင်တွေရောမကြီးသမီးကတစ်စိတ်ပြအလုံးလုံးမလုံးစမ်းကြည့်ုံပါသူတို့ကသမီးမုံသွားဝယ်ခိုင်းလိုက်တယ်လေနန်းနန်းနင်ကတော့စားဖို့ပဲတွေးနေတယ်နင်ကြောင့်ငါယူတော့မယ်အမလေးငါတွေးတက်တယ်ဒီလား ရိတ်ဝဲဆောင်တွေဟာနန်းနန်းခိုင်းလိုက်တဲ့အတိုင်းစားစရာတွေကြက်ကင်တွေနဲ့လက်ဆောင်ပစ္စည်းတွေကိုအများကြီးဝယ်ယူပြီးပြန် တေး ရောက် ဝဲ လာကြ ဆောင် ပါတ တွေ ယ် အမိတ်နာခံစမ်း တခင်မလေးရဲ့အမိန့်ကိုနာခံပါမည် ငါနောက်တစ်ကြိမ်ထပ်ပြောမယ်ခဏနေရင်ငါနဲ့အတူအထက်ကိုဝင်စီးကြမယ်အားလုံးပဲအစင်တင်ပြင်ထားကြကြလားမကြီးနန်းနန်းပါလိုက်ချင်တယ်နန်းနန်းနင်ကတော့မုံပဲတက်တက်တာတာစားနေစမ်းပါငါအလုပ်ကိုလာမရှုံနဲ့ကြလား ဆွေဆွေတစိပြားကိုမြောက်ပြီးအမိန့်ပေးလိုက်ချိန်မှာပဲအဖိုးဖြစ်သူစစ်သူကြီးကြီးရောက်လာပြီးရိတ်ဝဲဆောင်တွေကိုပြန်လဲဆုတ်ခွာဖို့လက်ပြ ရိတ်ဝဲဆောင်တွေအားလုံးငါနဲ့အတူဝင်စီးနန်းနန်းရိတ်ဝဲဆောင်တွေဘယ်ရောက်ကုန်တာလဲ ဆွေဆွေဒေါသထွက်နေစဉ်မှာအဖိုးဖြစ်သူရောက်လာပြီးဆွေဆွေကရန်တွေးဖို့ပြင်လိုက်ပေမဲ့မိသားစုဝင်ဖြစ်ကြောင်းသိသွားခဲ့ပါတ ဘိုး ယ် ဘိုးကြီး ငါကမူယုံဝမ်ဝမ်ရဲ့အဖေပဲသူကမေမေရဲ့အဖေလားဒါဆိုလို့မိသားစုပေါ့ဝမ်ဝမ်ကတို့မေမေလေး စစ်သူကြီးကြီးကဆွေဆွေကိုချီမလိုက်ချိန်မှာတော့ဆွေဆွေဟာငိုယိုပြီးအဖေဖြစ်သူရဲ့မတရားမှုကိုတိုင်တန်းပါတော့တယ် သမီးလေးအဖိုးကိုဘယ်လိုခေါ်မလဲ အဘိုးအဖေကသမီးတို့ကိုမလို့ချင်တော့ဘူးသမီးတို့ကိုစံအိမ်တော်ထဲကနေမောင်းထုတ်လိုက်တယ် ဘာတကယ်ကိုတောက်တယ်လွဲပဲလာရှေ့ကလမ်းပြအဖိုးတရားမျှတအောင်တွားပြောပေးမယ် ကလေးနှစ်ယောက်ဒီအဖိုးဖြစ်သူရှေ့ကလမ်းပြပြီးနန်းတွင်းတစ်ခါဘက်သို့မြ мян ဆက်ဆံပဲဥတီလာနေသည်အိမ်ရှိဆန်ဟာအေးဆေးစွာထမင်းစားနေစဉ်မှာပဲအမွှာညီအမနှစ်ယောက်ရောက်ရှိလာပြီးရန်စားလိုက်ကြပါတယ် စားနေတော့ပဲလားဖေဖေဆိုးကြီးနင့်ကိုအချစ်ပေးဖို့တို့ရောက်လာပြီ လာပြန်ပြီလားငမွေထိုးကလေးနှစ်ကောင်ဘာလာလုတ်ပြန်လာလဲခုချက်ချင်းထွက်သွားစမ်းဟေ့ချီဝမ်မင်းသားအာရောက်ခါမကြီးဒီလောက်ငယ်ရတဲ့ကလေးတွေကိုမင်းကစံအိမ်တော်တွေကမောင်းထုတ်ရတယ်လို့မင်းဘာလုပ်နေတာလဲဒီကလေးနှစ်ယောက်ကဝမ်ဝမ်ရဲ့ကြောက်စိမ့်ရင်ထိုးကိုခိုးယူပြီးသူတို့ဝမ်ဝမ်ရဲ့ကလေးတွေပါလို့လင်ညာနေရပါ စစ်သူကြီးကြီးကအိမ်ရှိဆန်ရဲ့စင်ကြီးတွေကိုလက်မခံပဲပြင်းပြင်းထန်ထန်ပြန်လဲချိပလိုက်ပါတယ် ပောက်ကဲကြောက်စိမ့်ရင်ထိုးကခိုးလို့ရပြီမဲ့ဝမ်ဝမ်ရဲ့ရိတ်ဝဲဆောင်တွေကိုရောခိုးလို့ရလို့လားရိတ်ဝဲဆောင်တွေကိုတောင်ဒီကလေးတွေစင့်ခေါ်နိုင်တာမင်းမမြင်ဘူးလား
ဘာသူတို့ကရိတ်ဝယ်ဆောင်တွေကိုပါဆင့်ခေါ်နိုင်တာလားဝမ်ဝမ်မှာအနောက်ခံမိသားစုမရှိဘူးလို့ထင်နေတာလားမင်းရဲ့ပြုမှုချက်တွေကလုံလုံးတယ်ငါသာမတွေ့ရင်ဒီကလေးနှစ်ယောက်မျက်စိသားငယ်နဲ့ဒုက္ခရောက်နေပြီတိလား ဟုတ်တယ်ဖိုးဘိုးကြီးပြောရမယ်နဲ့အဖေဆိုးကြီးကိုအပြစ်ပေးပါဖိုးကြီး ထိုအချိန်မှာပဲအိမ်ရှိဆန်ဟာရုတ်တရက်တွေးအော်ပြီးမေးလဲသွားပါတော့တဲ့စစ်သူကြီးကသူ့လက်ကောက်ဝတ်ကိုစမ်းသက်စစ်ဆေးကြည့်လိုက်ရ ချစ်ချင်းမဲ့အာဇာတစိန်ခေါ်မှုပဲဝမ်ဝမ်လုတ်ခဲ့တာလားတက်သားတွေစစ်သူကြီးဆန်အိမ်တော်ကိုအမြန်သွားပြီးဒီစိညွတ်တိုင်းဆေးသွားယူစ အိ မ်း မ်ရှိဆန်မေးလဲသွားပြီးနောက်စစ်သူကြီးကမြေမလေးဆွေကိုမေးမြန်းလိုက်ပါတယ် သမီးလေးနမီဘလို့ခေါ်လဲမေမေဝမ်ဝမ်ရောဘယ်မှာလဲ သမီးနာမီကကျော်ဆွေပါညီမလေးကကျော်နန်းနန်းမေကဆုံးသွားပါပြီ ဟာဆုံးသွားပြီဟုတ်လား စစ်သူကြီးဟာအမွာသမီးလေးတွေကိုချော့မော့မေးမြန်းနေပါတယ် ရိတ်ဝယ်ဆောင်တွေကိုဆင့်ခေါ်တာလင်းလင်းပြထားတာလား ဟုတ်ပါတယ်ဒါပေမဲ့လွင်နေမမကကိစ္စရှိလို့ခံထွက်သွားတယ် သမီးတို့မေမေမသိပါဘူးအိမ်မှာလင်းမစွာနေခဲ့ကြနော်အဖိုးကိစ္စလေးတွေတွားလုပ်လိုက်ဦးမယ် မြို့ထဲတွင်တော့ဝမ်ဝမ်နဲ့လင်းလင်းတို့ပုံကွယ်နေကြပါတယ် အဖေကမြို့ပြင်မှာ9နှစ်လောက်နေခဲ့တာဘာလို့ရုတ်တရက်ပြန်ရောက်လာတာလဲအခုဘာလုပ်ကြမလဲစစ်သူကြီးကရှာတွေ့တော့မှာပဲလင်းအဖေကိုခဏလောက်ထိန်းထားပေးပါတောင်ပိုင်းဆက်ပွဲကမြို့တော်မှာလာပြတာနောက်ဆုံး2ရက်ပဲကျန်တော့တာစပွဲမကြည့်ရင်မရဘူးလားစစ်သူကြီးတည်သွားရင်အပြစ်ဒဏ်ပေးခံရလိမ့်မယ်ပုံနေလိုက်ပါပြဿနာဖြစ်ရင်ငါ့အပေါ်လွှဲချလိုက်ဒီတစ်ခေါက်ပွဲကနာမည်ကြီးတွေကြီးပဲငါကြီးဖြစ်အောင်ကြည့်ရမယ် ဆိုင်တော်တို့ဆေးရောက်ရှိလာပြီးနောက်အိမ်ရှိဆန်တတိပြန်ရလာကအစိတ်ပြေသွားခဲ့ပါတယ် ဆွေနန်းနန်းဖေဖေအစိတ်ပြေသွားပြီမေမေမရှိတော့ပေမဲ့ဖေဖေသမီးတို့ကိုအချစ်ဆုံးချစ်ပေးမယ်နော် မေမသေးပါဘူးအဖိုးပြောတယ် ဟာမသေးဘူးဟုတ်လားဒါဆိုသမီးတို့မေမေဘယ်မှာလဲတိလားဖေဖေကိုပြောပါလားသမီးလေးနန်းနန်း တိတယ်မေကစပွဲနဲ့စားတော့ဆိုင်တွေမှာနေကြလေဖေကြီးရဲ့ နန်းနန်းလေးဖေဖေကိုမေမေရှိရဲ့နေရာခေါ်သွားပေးပါနော် ဟုတ်ကဲ့ဖေကြီးဟင်းဖေကနလပိန်တုံးကြီးလားကနန်းတယောက်ကမိုးစားချင်လို့ရန်စင်နေတာကိုတော့မရေးမိဘူးလားပိန်တိန်လိုက်တာဖေကြီးရဲ့ အိမ်ရှိဆန်ဟာသမီးလေးနန်းနန်းကိုပွေ့ချပြီးမြို့ထဲမှာဝမ်ဝမ်ကိုလိုက်လံရှာဖွေနေပါတယ် နန်းနန်းလေးမေမေကပဆိုင်မှာရှိနိုင်လဲ ပေါ့စီဆိုင်အရင်သွားကြည့်ရအောင်မေမရှိပါဘူးဖေသမီးကိုအသားပေါ့စီဝယ်ပေး ဆိုင်ရှင်အသားပေါက်စီတစ်လုံးပေး ပေါက်စီစားပြီးသွားတဲ့အခါနန်းနန်းကအခြားဆိုင်တွေကိုဆက်လက်ညွှန်ပြပြီးမုန့်တွေလိုက်တောင်းစားနေပါတယ် ချက်ကင်ဆိုင်ဆက်သွားရအောင်မေမရှိပြန်ဘူးချက်ကင်ဝယ်ပေး ဆိုင်ရှင်ကြက်ကင်တကောင်ပေး အိမ်ရှိဆန်နဲ့နန်းနန်းတို့မုန့်လိုက်စားနေချိန်မှာတော့ဝမ်ဝမ်ကတော့ဆက်ဆန်အိမ်တော်ထဲမှာအေးဆေးစွာစပွဲကြည့်ရှုနေခဲ့ပါတယ်ထို့နောက်နန်းနန်းကအေးဆိုင်ကိုပါတွားခိုင်းပြီးမုန့်တွေအဝါစားလိုက်ပါတော့တယ်ဆိုင်တော်တို့ပြန်ရောက်လာချိန်မှာတော့နန်းနန်းဟာအဖေဖြစ်သူကိုပန်းကူပြီးလက်ဆောင်ပေးရန်ကြိုးစားလိုက်ပါတယ်ထိုစဉ် ဟေ့ကလေးလေးခဏရက်လိုက်စမ်းဒါငါအတိုင်းမရှိညနိုးတဲ့ပန်းတွေပါနင့်ကိုဘသူခူးခိုင်းတာလဲ ပန်းနေငယ်ပဲခူတာကိုဘာလို့ဒီလောက်တော့ထွက်နေရတာလဲ ပန်းနေငယ်ဟုတ်လားဒါငါရဲ့မင်္ဂလာလက်ဆောင်ပန်းတွေဟာ ထိုအချိန်မှာဆွေရောက်ရှိလာပြီးထိုမိန်းမလာကိုရန်ဆလိုက်ပါတယ် ကျက်မွေးအန်ဒီဘာဖြစ်လို့လဲ ငါ့ကိုကြက်မွေးအန်တီလို့ခေါ်ရအောင်နင်တို့ကဘသူကလေးတွေလဲလုံးဝဆုံးမမှုမရှိကြဘူး ဟောရန်ဖြစ်ရတာညောင်းလိုက်တာအကျန်းဖက်ကြီးပဲတုံးလိုက်တော့မယ် ဆွေကရိတ်ဝယ်ဆောင်တစိပ်ပြားကိုထုတ်ပြလိုက်ရမိန်းမလာမှာလမ်းပြန်သွားပါတော့တယ် ဒါစစ်သူကြီးဆန်အိမ်တော်ရဲ့ရိတ်ဝယ်ဆောင်တစ်စိပ်ပြားပဲ ဝမ်ဝမ်တယောက်စပွဲကြည့်နေစင်မှာပဲအစီကံမလေးလင်းလင်းဟာအပြေးလွှားလာပြီး တခင်မစစ်သူကြီးရောက်လာပြီငါတို့ပုံလို့မရတော့ဘူးပြဿနာမရှိပါဘူးနောက်ဆုံးတပွဲပဲကြံတော့တာအဖေကလွယ်နဲ့ရှာတွေ့မှာမဟုတ်ဘူး မူယုံဝမ်ဝမ် အဖေညံလာကြည်လား စစ်သူကြီးဟာဝမ်ဝမ်ရဲ့လုပ်ရက်တွေကိုစိတ်ပြက်လက်ပြက်နဲ့အပြစ်ချင်းမောင်းပါတော့တယ် ပေါက်ကရတွေလှုပ်လာချီလားကလေးတွေကိုမေမေတေးပြီးလို့လိန်ထားတယ်အိမ်ရှိဆန်ကိုလည်းအစိတ်ခတ်ထားတယ်နင့်တတိကမသေးပါလား အဖေရဲ့တောင်းပန်ပါတယ်အိမ်ရှိဆန်ကအမြဲကက်တွေနေလုံးလို့ဘဝကပြင်းစရာကောင်းနေတာနဲ့လှည့်စားလိုက်တာပါ စကားထက်မပြောချင်ဘူးအခုချက်ချင်းဆန်အိမ်တော်ကိုပြန်လိုက်ခဲ့ ဆိုင်တော်တို့ပြန်ရောက်လာချိန်မှာတော့အိမ်ရှိဆန်ဟာဝမ်ဝမ်ကိုအပျော်လွန်စွာဖတ်လိုက်ပါတယ် ဝမ်ဝမ်မင်းပြန်ရောက်လာပြီနော် တော်ပြီအဖေရှိသေးတယ်လေ စစ်သူကြီးကိုကျေးဇူးအထူးတင်ပါတယ် ထိုအချိန်မှာအမွာသမီးလေးနှစ်ယောက်ပြေးလာပြီးမေဖြစ်သူဝမ်ဝမ်ကိုဖတ်လိုက်ကြပါတယ် မေသမီးတို့မေကိုအတန်တန်လွမ်းနေတာ ဆွေနန်းမေဘိုက်စာလာပြီ သမီးမေအတွက်သမင်းတော့ချက်ပေးမယ်စားချင်တာကိုဒါပြောသမီးကမေဝတ်တွေကိုတွားလျှော်ပေးမယ်နော် သမီးလေးတွေရဲ့ပြုစုမှုကိုမြင်လိုက်ရတဲ့စစ်သူကြီးခမမခံမရက်နိုင်ဖြစ်သွားပါတော့တယ် ဒီနှစ်တွေမှာနင်ကလေးတွေကိုဒီလိုခိုင်းစေပြီးပြုစုဆောင်ရှောက်ခိုင်းခဲ့တာလား အိမ်ရှိဆန်ဟာဝမ်ဝမ်ရဲ့လက်ကိုစုပ်ကင်ပြီးနှစ်ပေါင်းများစွာကလေးတွေကိုထိန်းချောင်းပေးခဲ့လို့ကျေးဇူးတင်ကြောင်းပြောနေပါတယ်ထိုအချိန်မှာနန်းနန်းကမေဖြစ်သူအတွက်အဝတ်ထည်တွေကိုစူးစမ်းရှော့ဖို့ပေးနေတာကိုအိမ်ရှိဆန်နဲ့စစ်သူကြီးတို့တွေ့လိုက်ရပါတယ်ခဏအကြာမှာတော့နန်းနန်းဟာမေဝမ်ဝမ်ကြိုက်နှစ်သက်တဲ့ဟင်းပွဲကိုချက်ပြုတ်ပြီးလာပို့ပေးပါတယ် ဟင်းကဘာလို့ဒီလောက်နင်းနေတာလဲနင်ခိုးစားထားတာမဟုတ်လား ဘာလို့သေးဆိုပြီးနင်းနဲ့ရတာကြည့်လိုက်တာပါ အင်းတကယ်ကောင်းတာပဲကလေးလေးမေကိုအနမ်းပေးအောင် ထိုမြင်ကွင်းကိုကြည့်ပြီးစစ်သူကြီးဟာမခံမရက်နိုင်ဖြစ်လာပါတော့တယ် နင်ကလေးတွေကိုထိန်းတာလားဒါမှမဟုတ်ခိုင်းဖက်လုပ်ထားတာလားတယောက်ကထမင်းချက်ပေးရတယ်တယောက်ကအဝတ်လျှော်ပေးရတယ် သမင်းချက်တာနဲ့အဝတ်လျှော်တာသမီးမှမလုပ်တတ်တာကလေးနှစ်ယောက်ရှိလို့တော်သေးတာ ကလေးတွေကလေးသေးသေးလေးတွေရှိသေးတာကိုဒီလောက်အလုပ်တွေအများကြီးခိုင်းရလား အဖေကိုပဲအပြစ်တင်ရမယ်ငယ်ကလေးကသမီးကိုအလိုလိုက်တော့သမီးဘာမှမလုပ်တတ်တော့တာ ဝမ် ပေါ့ ဝမ်ကသူမဘာမှမလုပ်တတ်တော့လဲလိမ္မာပါနဲ့တိမြေးလေးနှစ်ယောက်ရရှိခဲ့သည့်အတွက်အဖိုးဖြစ်သူကိုဝမ်းသာတင်ကြောင်းပြောပြလိုက်ပါတယ် အဖေကသမီးကိုအလိုလိုက်ခဲ့ပေမဲ့အခုတော့လိမ္မာတဲ့မြေးလေးနှစ်ယောက်ရလိုက်ပြီလေဝမ်းသာစရာပေါ့ လိမ္မာတဲ့မြေးလေးတွေရဲ့နောက်ဆိုဒီလိုလုပ်တွေမလုပ်ကြနဲ့တော့နော်ဒီရွယ်နဲ့အလုပ်လုပ်ရတာပင်ပန်းလုံးပါတယ် အမလေးအဖေရဲ့မြေးတွေကိုအလိုလုံးပြီးမဖြက်စီးလိုက်ပါနဲ့အောင် စစ်သူကြီးဟာအလုပ်တွေပြင်ပန်းစွာလုပ်နေရတဲ့မြေးလေးနှစ်ယောက်ကိုတနာပြီးအလိုစိမ့်မခံနိုင်တော့ပဲလက်မဆွဲကမုံသွားဝဲကျွေးဖို့ခေါ်ထုတ်သွားပါတော့တယ် မြေးလေးတို့အဖိုးမုံသွားဝယ်ကျွေးမယ်
နောက်ဆိုဒီလိုပင်ပန်းတဲ့အလုပ်တွေမလုပ်ရတော့ဘူးနော် ထိုအချိန်မှာအစီကံမလေးရောက်ရှိလာပြီးမင်းသမီးလေးတွေကိုကလိန်ကချစ်လို့ဆွဆွဲခဲ့တဲ့ဈေးတီဟာအမှန်တိုင်းထွက်ဆိုသွားပြီဖြစ်ကြောင်းသတင်းလာပို့ပါတယ် တခင်မမင်းသမီးလေးတွေကိုဆွဆွဲခဲ့တဲ့ဈေးတွေကစကားစာပြောင်းသွားပြီစံအိမ်တော်တွေကအစီကံတယောက်ကရွှေပြားပေးပြီးခိုင်းခဲ့တာပါတဲ့ ဘာစံအိမ်တော်တွေကလူဟုတ်လားရဲမက်တွေအခုချက်ချင်းသွားဆောင်စမ်းကြ စုံစမ်းစရာမလိုတော့ပါဘူးမင်းနှုံးဖိုင်ရဲ့ခိုင်းစေမှုကြောင့်ပါ သူ့ကိုအခုချက်ချင်းခေါ်ခဲ့ကြစမ်း မင်းတို့ဖိုင်ရောက်ရှိလာပြီးမိမိပြုလုပ်ခဲ့သောအပြစ်များကိုမကွယ်မဝှက်ဘဲအမှန်တိုင်းတောင်းပန်ခဲ့ပါတယ် ငူယုံဝံဝံသမီးတော်လေးတွေကိုဆွဆွဲဖို့ဈေးတွေကိုခိုင်းခဲ့တာသမီးပါအရာရာဟာသမီးရဲ့အပြစ်တွေပါမင်းကတော်တော်ပွင့်လင်းတာပဲစင်ချေမပေးချင်ပါဘူးအပြစ်လုပ်ထားရင်အပြစ်ဒဏ်ခံရမှာပဲအိမ်ရှိဆန်နဲ့တခင်မတို့စိတ်ကြိုက်အပြစ်ပေးနိုင်ပါတယ် မင်းတို့ဖိုင်ရဲ့ပွင့်လင်းမှုကိုမြင်လိုက်ရတဲ့ဝမ်ဝမ်ကအံ့ဩသွားပြီးအိတ်ရှိဆန်ကိုချီးမွမ်းလိုက်ပါတယ် အိမ်ရှိဆန်မင်းရဲ့အမြင်ကမစိုးပါဘူးမင်းနှုံးဖိုင်ကတတိတော်တော်ရှိတာပဲမင်းကိုအထင်ကြီးသွားပြီ ဒီလိုပြစ်မျိုးလုပ်ထားတာကိုစံအိမ်တော်ကနေနှင်ထုတ်ရမယ်မင်းကိုစံအိမ်တော်ကနေနှင်ထုတ်တယ် အဲ့လောက်ကြီးလည်းမလိုပါဘူးငါရဲ့ကလေးနှစ်ယောက်ကမင်းကိုလက်ခံနိုင်မခံနိုင်ဆိုတာကိုပဲစောင့်ကြည့်ကြတာပေါ့ မင်းတို့ဖိုင်ဟာအမွာသမီးလေးတွေရှေ့မှာဒူးထောက်ပြီးတောင်းပန်လိုက်ပါတယ် အရင်ကအန်တီကျမအမားလုပ်ခဲ့တာပါမင်းသမီးလေးတို့အန်တီကိုခွင့်လွှတ်ပေးပါနော် ရပါတယ်အန်ဒီအမားလုံးမိတာပြဿနာမရှိပါဘူးနောက်ဆိုမလုပ်ရင်ရပါပြီသမီးတို့ကသဘောထားကြည့်ပါတယ်အန်ဒီ မင်းနှုံးဖိုင်ပြန်သွားပြီးနောက်အိမ်ရှိဆန်ကဝမ်ဝမ်ကိုအံ့ဩစွာမေးလိုက်ပါတယ် သူ့ကိုအပြစ်မပေးပဲဒီအတိုင်းလွတ်လိုက်တာလား သူကဝင်ကြီးချုပ်ရဲ့သမီးလေသူ့ကိုစီယုံထားနိုင်ရင်တို့အတွက်အကျိုးရှိတာပေါ့မင်းရဲ့မိဖုရားကြီးကစစ်တူကြီးရဲ့သမီးမိဖုရားငယ်ကဝင်ကြီးချုပ်ရဲ့သမီးဆိုတော့ထီးနှန်းကခိုင်မာသွားတာပေါ့ ဝမ်ဝမ်မင်းလည်းသိရတယ်ငါထီးနှန်းကိုမမှတ်မောပါဘူးငါမှမင်းတယောက်တည်းရှိရင်ရပြီ ထိုအချိန်မှာအမွာသမီးလေးများရောက်ရှိလာပြီးပျော်ရွှင်စွာဆန္ဒကြပါတယ် ဒါဆိုရင်လည်းစူးစမ်းလိုက်ပါအောင်မင်းထီးနှန်းမယူရင်မိမိရဲ့သမီးလေးတွေကိုလွှဲပေးလိုက်ပေါ့ ဟုတ်တယ်သမီးကိုထီးနှင်းပေးလိုက်ပါမေမေရဲ့မင်္ဂလာလက်ဆောင်တွေကိုလည်းမပေးဘူးဆိုတော့ထီးနှင်းတော့ပေးရမယ်နော် ကဲပါခဏပြင်မှာသွားဆော့ကြအောင်နော် ကလေးများကိုအပြင်ထွက်ခိုင်းပြီးနောက်အိတ်ရှိဆန်နဲ့ဝမ်ဝမ်တို့ဟာချစ်ကြည်နူးစွာဖန်နှံလိုက်ကြပါတယ်ကလေးလေးတွေကတော့တကားကြားကနေချောင်းကြည့်ရင်းပြုံးပျော်နေကြတော့တာပေါ့ တော်ပါတော့အမြဲတမ်းကတ်တွေမနေပါနဲ့မဟုတ်ရင်ကျင်းစာပြန်တိုက်လိုက်မှာနော် ဝမ်ဝမ်ငါမင်းရဲ့ဘာကိုဒီလောက်တောင်သဘောကျမိမှန်းကိုမသိတော့ပါဘူးကွာ ဒီလိုနဲ့အိတ်ရှိဆန်ဝမ်ဝမ်နဲ့ချစ်စရာအမွာသမီးလေးဆွေ့ဆွေ့နန်းနန်းတို့ရဲ့ဇလန်းလေးဟာပျော်ရွှင်စွာနဲ့အဆုံးသတ်သွားပါတော့တယ်